ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မမြအားလုံးပေါ့နော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့12ရက်5လ2026အားလုံးပဲနော်အင်္ဂါနေ့ကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပြီးအင်္ဂါနေ့နေကုန်စားအချိန်လေးတွေမိန်းလေးတွေပတ်တိလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မမြအားလုံးပေါ့နော်ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတယ်လေဒီလာထူထပ်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးဒီနေ့တနင်္လာနေ့အဖွင့်နေလေးမှာတော့နော်ဇာတုသမားတွေမနက်ကောညောင်ရကြလိမ့်မယ်နော်ဒါဇာတုသမားတွေကိုပြောတာပါကျွန်တော်ပေးထားတဲ့ဇာတုကျွန်တော်ရဲ့ကိုယ်ဒီမတွေသိပါတယ်နော်958ကိုဆိုရင်မနက်ပိုင်းမှာ96နော်9ဇာတုရလိမ့်မယ်ပတ်တိနော်ညနေပိုင်းမှာ9ဘူး9ဇာတုသမားတွေရကြလိမ့်မယ်မနက်ကောညောင်နော်အစောဆုံးနေလာလိမ့်မယ်လို့နော်ကျွန်တော်ပြောခဲ့တယ်ကိုဆိုရင်ဇာတုထဲမှာကျွန်တော်တို့8တလုံးပဲကြံမယ်နော်8တလုံးရေးလိုက်ပါကျွန်တော်ရဲ့ကိုယ်ဒီမတွေကျင်းသေးပေါက်ထပ်မှန်ပြီးတော့လာပါလိမ့်မယ်လုံးဝမပြောက်ပါဘူးအစောဆုံးလာပါလိမ့်မယ်နော်နောက်တစ်ခုကအဲ့ဒီ958ကလည်းအခွေဆိုတာကိုထပ်မှန်ပြီးတော့ကြာပေးဖို့ရှိပါတယ်အခွေလိုက်တဲ့ညီကိုမောင်နှမတွေအဲ့ဒါလေးကိုအခွေလိုက်နိုင်ပါတယ်နော်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံး Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်း like လက်မလေးတွေနှိပ်တာပါ share မှု share အားလေးနဲ့ကူညီပေးပါအများမြင်များတွေ့အောင်ကျွန်တော်ရဲ့ page ကို follow လေးတွေမနှိပ်ရသေးရင် follow လေးတွေနှိပ်ခဲ့ပေးပါနော်ကျွန်တော်ကစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပေးစရာမလိုဘူးကိုရကိုယူပါကိုဘက်ကိုချင်းချင်းပြီးတော့ကစားပါအမှားမှန်တော့ရှိပါတယ်နော်ဒီနေ့ဆိုရင်နေ့တိုင်းသမားတွေကဝိုင်းရင်ဖောက်တယ်နော်အားလုံးပဲသိပါတယ်ကဲဒါကြောင့်မို့မနေ့ပြန်မှာထပ်မှန်ပြီးတော့အကောင်းဆုံးကြိုးစားရှာဖွေပေးထားတဲ့အားလေးကိုထပ်မှန်တင်ပေးတာဖြစ်တဲ့အကြိုက်တွင် like ဆော့နိုင်တယ်အကြိုက်မတွင်အားလုံးပဲကြော်သွားပြီပေါ့နော်မနေ့ပြန်12ရက်နေ့အင်္ဂါနေ့နေကုန်စာမှာ1ချိန်နေနေဆိုရင်တော့16 1ချိန်ပဲဖြစ်ပါတယ်တင်းနဲ့ပတ်သက်တဲ့ main ကွာကလေးတွေကတော့ကျွန်တော်အကြိုက်ဆုံး10 1နဲ့13 1ခွန်ပဲဖြစ်ပါတယ်ဒါတင်းနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာပါ10 1နဲ့13 1ခွန်ပါနော်ဒါတင်းနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာပါ6နဲ့ပတ်သက်တာဆိုရင်60 6နဲ့63 6ခွန်ပါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာရွေးကွာကလေးတွေဖြစ်ပါတယ်6နဲ့63 60 6ခွန်ပါဒါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးရွေးချယ်ပေးတဲ့ main ကွာကလေးတွေဖြစ်ပါတယ်အကြိုက်တူရင် like ဆော့ပါအကြိုက်မတူရင်မဆော့ပါနဲ့ဇာတုလိုက်တဲ့ညီကောင်မောင်နှမတွေကကျွန်တော်တို့နော်ရှစ်ဇာတုလိုက်ပါကျင်းသေးပေါက်ထွက်ပါလိမ့်မယ်လုံးဝမပြောက်ပါဘူးရေးအာမခံပါတယ်နော်ကဲအားလုံးပဲကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းမနှက်ပြောင်မှာအားအကောင်းဆုံးပတ်တီးဒီ1ပတ်တီး6ပတ်တီးအားအကောင်းဆုံးဖြစ်ပါတယ်နော်ကဲကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်ပါတယ်ဗျာနော်